နေဘူးရှိအောက်မှာပဲဖြစ်ဖြစ်အေးဆက်တဲ့မိုးဆက်တွေကြားမှာပဲဖြစ်ဖြစ်အမျိုးမျိုးသောယာတီဥတုတွေရဲ့ကြားအမေရိကန်ပြည်ထောင်စုရဲ့ကားလမ်းမကြီးတွေပေါ်မှာတက်လန်းချင်းစီနဲ့ခီးနှင်းနေတဲ့ဆရာတော်တစ်ပါးကိုတင်သွေးလိုက်ပါတယ်။သူကတော့ဗုဒ္ဓဘာသာဘုန်းတော်ကြီးဗန်ဒေတိတီပါ။ဆရာတော်ဟာရိုးရှင်းတဲ့သင်္ကန်းတစ်ထဲယုံကြည်ချက်ခိုင်မာတဲ့ခြေလန်းတစ်စုံနဲ့အတူငင်းချမ်းကြီးအတွက်မိုင်ပေါင်း3000ကျော်ခရီးကိုခြေချင်းဆောင်လန်းဖို့ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ဆရာတော်ဘာကြောင့်လမ်းလျှောက်ရတာလဲဆရာတော်ကငင်းချမ်းကြီးဆိုတာစာအုပ်ထဲမှာပဲရှိနေရမှာမဟုတ်ဘူးလက်တွေ့ကဘာတဲကိုယူဆောင်လာရမယ်လို့မိန့်ကြားမှာဟဲ့လမ်းလျှောက်ခြင်းဟာဆရာတော်အတွက်တော့ရွေ့လျားနေတဲ့တရားဘာဝနာတစ်ခုပါပဲခင်မီချင်းအမျိုးမျိုးရှိနေပေမဲ့ခြေချင်းရှောင်းလန်းခြင်းအပြင်မြေကြီးနဲ့ထိတွေ့နိုင်တယ်လို့လမ်းတစ်လောက်မှာရှိတဲ့တဘာဝတရားနဲ့လူသားတွေရဲ့ဒုက္ခဒုက္ခတွေကိုပုံမနီးကပ်စွာခံစားသိရှိနိုင်ဖို့လို့ဆိုထားပါတယ်။ဆရာတော်ရဲ့ရည်မှန်းချက်ကလူမျိုးရေးဘာသာရေးအမုန်းတရားတွေကိုမေတ္တာတရားနဲ့ကုစားဖို့ပါ။လမ်းတစ်လောက်မှာဆရာတော်ဟာလူစိမ်းတွေနဲ့စုံတွေ့ပြုံးပြငင်းချင်းရေးသတင်းစကားတွေကိုဝေမျှပါတယ်။ဆရာတော်သင်္ကန်းပေါ်မှာတပ်ဆင်ထားတဲ့ရဲတံစိတ်တွေဟာဒေသခံလုံခြုံရေးအဖွဲ့ဝင်တွေကဆရာတော်ရဲ့မေတ္တာတရားကိုကြီးညို၍ကိုယ်တိုင်ချီးမြှင့်ထားတဲ့ဂုဏ်ပြုမှတ်တမ်းတွေဖြစ်ပါတယ်။ဒါဟာမတူညီရဲ့ယုံကြည်ချက်တွေကြားမှာမေတ္တာကပေါင်းကူးတကားထိုးနိုင်နေဆိုတာကိုပြသနေတာပါ။ Walk for Peace ဆိုတဲ့ဒီခရီးစဉ်ဟာတူတယောက်သေးအတွက်မဟုတ်ပါဘူး။တကဘာလုံးအေဂျင့်ဖို့စန္ဒပြုရင်မျောလင့်ချက်တွေရှင်သန်လာဖို့လမ်းလျှောက်နေတာပါ။ဆရာတော်ဗန်ဒေတီတီကငင်းချမ်းရေးဆိုတာတူးချင်းစီရဲ့စိတ်နှလုံးထဲကနေစတင်တာပါအဲ့ဒီစိတ်ကနေမှတဆင့်နောက်ထပ်ခြေလမ်းတွေကိုကျမတို့အတူတူရှောက်လန်းနိုင်မှာပါဆိုတာကိုပြောကြရင်ကျမတို့ The Insight မြန်မာမှာငင်းချမ်းရေးအတွက်ခြေလမ်း3000ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတင်ဆက်ပေးလိုက်ရပါတယ်ရှင်။